မြန်မာပြည်မှာအာဏာပိုင်ဖွဲ့စည်းရဲ့ငွေကြေးပြည့်စုံတဲ့ပုံကိုယ်တွေသူတို့ဘလူးတွေရှိတယ်ကြည့်လိုက်ဟုတ်ကိုစဉ်းစားလိုက်ငါဒိုးလက်ခဏနာပြောတာပဲဟာဝစီပိတ်အာပတ်တဲ့တယ်ဒီလောက်ပြောနေတာလေဒီလောက်ပြောနေတာတော့မှဒီနိုင်ငံမရဘူးလေမပေါက်ဘူးလေဟုတ်တယ်နော်ဝစီပိတ်ဆရာတော်ဝစီပိတ်ဒီကိုနဲ့မြတ်စွာဘုရားကဘုသူ့ဘက်ဆက်ပြောတာလေတိတ်ထီတွေရဲ့အကျင့်ဒီလိုပြောတာဘုန်းကြီးတွေချင်းချင်းစကားမပြောလို့မြတ်စွာဘုရားမင်းတို့ကွာတဲ့ဝက်အာကြီးတွေလို့ဘာလို့နေရတာလဲတဲ့ဘုရားကတရိစ္ဆဝက်ဆိုတာတရိစ္ဆန်လေတို့ကကြတော့အားနဲ့မနဲ့ပြောတတ်တယ်အားနဲ့မနဲ့ပြောတဲ့ခါကျတော့မင်းတို့အဲ့ဒီအားနဲ့မနဲ့ပြောတဲ့လူမကြိုက်ဘူးဗမာတွေကပြောလေးပြောရင်ကြက်တယ်လို့တခါတော့ကြောဓာတ်နဲ့ထိုးလို့ရတယ်ဗမာလူမျိုးရဲ့အချင်းကဒါကြောင့်သူကမျက်လက်ဆရာတို့ဖေရင်ဆရာတို့သူကအကောင်းပြောတာကိုမကြိုက်ဘူးငါတို့လူမျိုးကဒါမင်းတို့90ရာခိုင်နှုန်းရှိတယ်အကောင်းပြောတာကိုမကြိုက်ဘူးအပြောကောင်းတာကိုကြိုက်တယ်ဟိုအောင်ဆန်းဆိုတဲ့ကောင်ကအပြောကောင်းတာလားအကောင်းပြောတာလားအကောင်းပြောတာဖာနိုင်ငံကြီးဖြစ်မယ်ကြော့ပါအဲ့လိုပြောတယ်လေကုန်းလုံးနိုင်မှကျုံလုံးနိုင်မှပစိုးလေး30ပဲရှိတယ်မင်းတို့မကြိုက်ဘူးလေပြတ်တတ်လိုက်တယ်လေဘာမှမပိုင်နဲ့မင်းတို့မကြိုက်ဘူးလေဘာမှမကြိုက်ဘူးငါခဏပြောတယ်ဘဘဦးထုံးလာနဲ့ငါနဲ့ခင်တယ်လို့ပြောတာပဲဟာကိုထုံးလာလာလောင်းအိမ်နာထဲမှာကြက်မကြက်အိမ်နာမကုန်းမဲနဲ့အိမ်နာမတန်ရှင်းမဲနဲ့လေအောင်ဆန်းဆိုတဲ့ကောင်ဒီလိုမျိုးလေကြော့ပါရဲ့ဟာဘိုးချုပ်ဘာဖြစ်လို့လဲကြည့်လိုက်တော့မှဤပါတာကိုပြတယ်ငါကွာတဲ့ဝင်းချုပ်တယ်5-6ရက်ရှိနေပြီဒီနေ့အိမ်နာတက်လိုက်တာဘိုက်လေးကိုနေကောင်းချမ်းမှဖြစ်သွားတယ်ကွာဟာဘိုးချုပ်ရဒါခေါ်ပြစရာလို့လေအိမ်နာတက်တာကိုခေါ်ပြတာတဲ့အဲ့ဒါဘဘထုံးလာပြောတာထုံးလာအဲ့တော့အိမ်နာတက်တာကွာအဲ့တော့ကွာချုပ်တီးထားတာတွေပိတ်ဆို့ထားတာတွေမလွတ်လပ်တာတွေဟာဒီ9ရက်6ရက်တွေမလွတ်လပ်တာအိမ်နာမတက်တာတော့မဒီလောက်ပင်မင်းငါနိုင်ငံကြီးကိုသူများတွေကမလွတ်တော့တာဘယ်တော့မှဆင်းမလို့ဤပါတာအဲ့လိုတွေးနေတယ်လူအဲ့လိုတွေးနေတာအခုကျတော့ဤပါပြီးတွေးတဲ့ပုံအဲ့လိုမတို့ဘယ်အိမ်သိမ်းရမှာလဲဘယ်မြေသိမ်းရမှာလဲဘယ်ဟာလိုရင်းမလဲသိတွေးနေတာလေကွာသွားပြီလေငါဘာမှကိုကျိုးကိုတော့ဘာမှမလုပ်သူကကွက်လို့ကွာသွားတယ်ဒါမှမကြိုက်ဘူးမင်းတို့မကြိုက်တတ်တာပေါ့ဒါလွယ်လေတို့မကြိုက်ဘူးလေအပြောကောင်းတာကိုကြိုက်တယ်အကောင်းပြောတာကိုမကြိုက်ဘူးညံမဲ့တယ်ဆိုအဲ့ဒါပြောတာပညာရှိနဲ့ရှင်မိပေါင်းတဲ့ပြည်လင်းလူွယ်ပညာရှိနဲ့ပေါင်းတဲ့ရတယ်တို့အများစုကအဲ့လိုမကြိုက်ဘူးလေပညာကိုမလိုချင်ဘူးညံမလိုချင်ဘူးပညာနဲ့ညံပေးမလားမြေခွက်ပေးမလားမြေခွက်လိုချင်တာပေါ့မြေခွက်ကစားရတာလေဒေါ်လာလိုချင်တာပေါ့ပေါ့စဉ်းစားပေါ့ဘယ်လိုဥဆောင်နေလဲဉာဏ်ပညာကဥဆောင်သလားတရားတရားအနေနဲ့မြန်မာနိုင်ငံအလွန်ကောင်းတယ်ပြောစရာမလိုအဲ့တော့ဘုရား3မျိုးရှိတယ်တတ္တတိကဘုရားတရားတရားကိုရှေ့တန်းတင်တာပညာတိကဘုရားပညာကိုရှေ့တန်းတင်တာဝိရိယတိကဘုရားဝိရိယကိုရှေ့တန်းတင်တာတို့ဘုရားပညာတိကဘုရားပညာကိုရှေ့တန်းတင်ရမှာဘုရား3မျိုးထဲမှာတတ္တတရားတရားကိုအဓိကလုပ်တာပညာကိုအဓိကလုပ်တာဝိရိယကိုအဓိကလုပ်တာဘုရား3မျိုးရှိတယ်တို့ခေါတော်ဘုရားကပညာတိကပညာကိုအဓိကမင်းတို့ကတရားတရားကိုအဓိကထားတယ်နောက်တို့ကတတ္တာကိုအဖော်ပြုလို့ပညာကိုဆရာတင်တတ္တဒုတိယပညာတတ္ထာတရားတတ္တတရားနဲ့ဒီရောက်လာတာအခုမခင်သင်းမြတ်သူ49နှစ်မြောက်မွေးနေ့မှာသူသွားတယ်ပြီးတော့မှကာရာအိုကေမှာသွားဆိုမဲဥသာသူစားလို့တောက်လို့ရတာဗျာသူတရားတရားရှိတယ်သူပညာလေးထည့်ပေးဖို့လိုတယ်မြန်မာတွေကတရားတရားရှိပြီးသားသူပညာမထည့်ပေးနိုင်ဘူးအပညာမထည့်ပေးနိုင်တော့ခုနပြောတဲ့ဝစီပိတ်ဆိုလဲလှုပ်လိုက်တာပဲဟုတ်တယ်လေဘာကိုစဉ်းစားလေအဲ့ဒီဟန်တော်တွေကစကားမပြောလို့မြတ်စွာဘုရားစကားပြောရမယ်စကားမပြောတာတိဋ္ဌိတွေအကျင့်တိရစ္ဆာန်တွေလိုပဲဘုရားရှင်ဟောတာလေဝီနည်းတော်ကြီးမှာပါနေတာလေအရှင်ဘုရားတို့ပြောလိုက်ပါတော့လားအရှင်ဘုရားတို့ကဒီလိုပဲခုမှဝစီပိတ်ဆရာတော်ကြီးပြန်လာတာဘုရားဝစီပိတ်ဆရာတော်ကြီးကိုသိန်း300ဓမ္မစီ100ကောင်းတာပါဗျာဘာကိုမကောင်းဘူးအဲ့လိုပြောမကောင်းဘူးလို့ပြောရမှာမပြောဘူးအပြောရမယ်တော့ကိုတို့တောင်းဝင်အထနိရောမသိလျောနှိုးဆောင်မပြုတ်ကုန်နဲ့ဘာတဲ့လဲအဖေစားဗျာလေရောရိုက်ပြလိုက်မိတ်တူတွေဆိုပေးလိုက်ရိုက်ပြလိုက်ဒီမိတ်တူတွေဆွဲလိုက်ဟုတ်တယ်လေသူတော်တကာချစ်အစွာဖတ်ကြည့်စမ်းမိတ်တူတွေဆွဲလိုက်ရိုက်အဲ့သူတော်ကောင်းဆိုတဲ့ကိုးကွယ်ရမယ်ဆရာရဲ့ဂုံတို့ကငငယ်လေးတွေကဒိုးအမေဒိုးဖေဦးသမီးဒိုးအမေထော်တင်လာ9နှစ်သားလောက်တဲ့တို့နှုတ်တဲ့ချအိမ်ကခရီးအကုန်ရတယ်အဲ့ဒီအပိုက်ကဘာတဲ့လဲအထနိရောမသိလျောနှိုးစော်မပြုတ်ကုန်တဲ့မသိလျောတဲ့ကိစ္စရှင်ပြောရမယ်မကြည်ညိုမလားနဲ့အဲ့ဒါယဟန်တော်ရဲ့ကိစ္စဘာတဲ့လဲအထနိရောစနအထာဏမသိလျောလုံးကောလုံးရင်တားရမယ်ပြောရမယ်အဲ့ဒါ
တို့ရောကပြလေးတို့တယောက်တို့အဲ့နောက်မှလိုချင်ထက်ကူနော်တမ္ပတာကိုပဲစီးကမဲ့ပုံကိုကြည့်လိုက်တို့ပါတယ်လေသဗ္ဗုရိသသူတော်ကောင်းရဲ့ဂုံ9ပါးဟိုဘက်သားလေးတစ်ခုပေးလိုက်ဟိုဘက်တစ်ခုဟောလေဟုတ်လားသဗ္ဗုရိသဘုရားသဗ္ဗုရိသတန်သေးကိုပထမဦးစွာပါတယ်လေသဗ္ဗုရိသတန်သေးဝါကိုစီးကရတဲ့ဟောအဲ့ဒါပြီးတော့မှတရားနာရတဲ့အဲ့တော့မှသရတရားဖြစ်တယ်အဲ့ကြမှာပါတယ်လေမနတိကာရနှလုံးသွင်းမှန်မနတိနှလုံးသွင်းမှန်တော့မှတတိတံပဇင်ရရဟောပထမဦးဆုံးပါတယ်လေသဗ္ဗုရိသတန်သေးကသူတော်ကိုစီးကရမယ်တဲ့သူတော်စီးကပြီးတရားနာရတယ်တရားနာတော့အဲ့တရားနာမှာတတ္တတရားသူတော်ကောင်းရှိရလာတဲ့တတ္တတရားဖြစ်ရမယ်ဘယ်လိုလဲတခြားပြောကြည့်စမ်းဘုရှိရလာတယ်လေသူတော်ကောင်းရှိရလာတဲ့တတ္တတရားဖြစ်ရမယ်သူတော်ကောင်းကိုစီးကပ်လို့ထွက်လာတဲ့တတ္တတရားဖြစ်ရမယ်ရပြီလားဘယ်လိုလဲ